အသက်30အရွယ်မှာပထမဆုံး MMA Professional ပွဲထွက်ကစားသမားဖြစ်ခဲ့ရပေမဲ့အမြန်ဆုံးတိုးတက်လာခဲ့တဲ့သူ MMA Fighter မဖြစ်ခင်တက်စီမောင်းခဲ့ဘူးသူလိုလုံခြုံရေးဝန်ထမ်းဖြစ်လဲလောက်ကန်ခဲ့ဘူးသူမိမိတက်မြောက်ထားတဲ့ပညာရပ်တွေကိုလူငယ်များကိုလေ့ကျင့်သင်ကြားပေးခဲ့တဲ့ကိုဖိုးတော်တရားကအကြောင်းမျိုးမျိုးကြောင့်ပြည်သက်တွေရဲ့အမြင်ကွင်းကပျောက်ကွယ်ခဲ့တာကြပါပြီကိုအောင်လာအန်ဆန်းရဲ့နောက်ဆုံးပွဲစဉ်အတွက်ဂုဏ်ပြုစာဆိုပြီးကိုဖိုးတော်ပေးခဲ့တဲ့စာတစောင်ကြောင့်အခုသူ့ရဲ့ပြည်သက်တွေရင်ထဲကအပူကိုရှောင်နှဲစေခဲ့ပြီးဖြစ်ပါတယ်သူအစဉ်ပြေနေကြောင်းကိုလည်းပြည်သက်ကိုတစ်ဖက်တစ်လမ်းကနေအတိပေးခဲ့တာပါဒီစာဟာကိုအောင်လာကာတစ်စတန်နဲ့မထိုးခင်နှစ်ရက်အလုံးမှာသူကိုယ်တိုင်ရေးထားခဲ့တဲ့စာလည်းဖြစ်ပါတယ်စာထဲမှာရေးသားထားတဲ့အကြောင်းအရာလေးတွေကတော့နေကောင်းကျမ်းမှာအဆင်ပြေရလားကိုရှူရင်ပိုင်တာနဲ့အကိုထိုးသက်ဖို့စီတာကိုကျွန်တော်သိပါတယ်အကိုနဲ့ပတ်သက်တဲ့သတင်းကြောင်းရတွေအားလုံးကိုဒီနေရာကလေကျွန်တော်အခွင့်အရေးရရင်ရတယ်လို့အမြဲတမ်းနားဆွနေပါတယ်အကိုကကျွန်တော်ဘဝအတွက်စံပြပုဂ္ဂိုလ်ဖြစ်တယ်လို့အကိုရဲ့ Vivian တယောက်လည်းဖြစ်ပါတယ်အကောင်းဆုံးတွေကိုလှုပ်ပြပေးခဲ့တဲ့အခြေအနေတွေအားလုံးကတန်ဖိုးထားနေပြီးသားမို့အခုပွဲရလက်ကအရေးမကြီးတော့ပါဘူးကိုအကိုကိုဆက်လက်ပြီးတော့အားပေးနေကြအောင်ပါအပြင်ပြန်ရောက်လာခဲ့ရင်တော့ကျွန်တော်ကတော့ကိုဝါသနာကိုမစွန့်လုံးနိုင်ပါဘူးဗျကျွန်တော်ပွဲတွေပြန်ထိုးအောင်ပါစင်ခုံမှုတိတိကိုရင်ဆိုင်မယ်အနားယူမယ်အကိုနဲ့အမြန်ဆုံးပြန်တွေ့ရဖို့လဲမျှော်လင့်နေပါတယ်လို့အခုလိုပဲကိုဖိုးတော်ကရေးသားခဲ့တာပါကိုအောင်လာအန်ဆန်းကလည်းဖိုးတော်ရဲ့စာကိုသူ့ရဲ့ face မှာအခုလိုပဲတင်ထားခဲ့ပါတယ်ဖိုးတော်အတွက်ဆူတောင်းပေးခဲ့ပြီးတော့ပြန်တွေ့တဲ့တနေ့မှာတရက်သီးအတူစားရအောင်လို့လည်းရေးသားခဲ့တာပါကျွန်တော်တို့ပြည်သက်တွေကလည်းကိုဖိုးတော်တယောက်အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီးတော့ဝါသနာပိုင်အလုပ်ကိုဆက်လက်လုပ်ကိုင်နိုင်ပါစေလို့တောင်းဆုပြုရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ပြည်သက်များအားလုံးကျမ်းမာချမ်းသာပြီးတော့လူရင်းဆန္ဒများပြည့်ဝနိုင်ကြပါစေခင်ဗျာ